ဇိုဘီကမဆိုင်ရောက်ခင်မှာကျမ9 တန်းထီစုကြီးကိုပောက်ခဲ့ပါတယ်။အဖေနဲ့မေကိုပတ်စံလွှဲပေးပြီးအပြင်မှာရှောက်နေဖို့ပြောခဲ့ပေမဲ့သူတို့ကကျမကိုဇာတိရွာကိုအမြန်ပြန်လာဖို့ဖုန်းဆက်ခေါ်ကြတယ်။ကျမဝင်လာတဲ့ပြိုင်ကားအသက်လေးကိုစီးပြီးရွာလဲတိုင်းမောင်းလာခဲ့တော့ရွာအတန်ချက်ဆက်ကနေရွာသူရွာသားများတတိပြုရင်အစ်စ်မိုရီရွာနေပြီမို့အိမ်ထဲမှာပဲနေကြပါလို့အော်နေတာကိုကြားရတယ်။တကယ်လဲဒီဇင်ဘာလကြီးမှာမိုးရီယာမပြတ်တမ်းရွာနေတာထူးဆန်းနေတာပဲ။အိမ်ရှိရောက်တော့အိမ်ကြီးချင်းတွေကကျမတို့အိမ်ကိုလက်ညှိုးထိုးပြီးအတင်းပြောနေကြပေမဲ့ကျမကယူမဆိုင်ပဲအိမ်ထဲဝင်ခဲ့တယ်။အိမ်ဝင်းထဲရောက်တာနဲ့ကျမကကယ်တင်ရှင်ကြီးကိုတွေးလိုက်ရတယ်လို့ပြေးထွက်လာတယ်။အိမ်ထဲကမြင်ကွင်းကတော့မြင်သက်စရာပါပဲ။အရှင်းမြောက်ပိုင်းသားတွေရိတ်ခါစုတက်တဲ့အလေးထားရှိနေဆိုပေမဲ့ဒါကတော့လွန်လွန်းနေအိမ်ရှိကန်တစ်ခုလုံးစက်ကူပုံးတွေစံအိမ်တွေနဲ့ပြည့်နေတာချီချစရာတော့မရှိဘူး။အတင်စားစားတောက်ကုန်တွေအသားဘူးတွေကျက်သွမိတ်တွေအာလူးတွေနဲ့အမေအချင်းတဲမဲ့ကော်ဖီတုတ်တွေအပြည့်ပါပဲ။ပုံမဲ့ဆိုအရန်ဆိတ်ဆက်ပြီးပတ်စံကိုတွက်ချက်သုံးတတ်တဲ့အဖေနဲ့မေကအခုတော့ဒီအောင်ကြီးဆွဲရည်သုံးပြားတွေဘက်ထရီတွေလက်လက်မီးဆက်တွေရေတန်းစင်ဆက်တွေနဲ့ဒီဇယ်စီတိုင်ကြီးကြီးတွေကိုအားတက်တရောဝယ်စုနေကြတယ်။ကျမလွှဲပေးလိုက်တဲ့တသန်းကဒီပစ္စည်းတွေဖြစ်ကုန်တာပေါ့။အဖေအမေဒါရီကဘာလို့ဖို့လဲလို့ကျမမေးလိုက်တော့အဖေကဘာမှမပြောဘဲအကိုကိုမျက်ရည်ပြတယ်။အကိုကအချိန်မရှိတော့လို့ကြုံမပြောတာနေလန့်သွားမှဆိုလို့အဲ့လိုတိုးတိုးလေးပြောတယ်။ကျမဘာမှနားမလဲပေမဲ့အားလုံးအလုံးလုံးနေကြတာနဲ့ဝိုင်းကူလုပ်ပေးခဲ့ရတယ်။တညလုံးကားမောင်းလာရလို့ပင်ပန်းနေတဲ့ကျမကိုအကိုကထမင်းစားပြီးမှအိမ်လို့ပြောတာနဲ့ထမင်းစားရင်ဖုန်းပို့နေမိတယ်။ကိုကြီးအွန်လိုင်းမှာပြောနေကြတဲ့အစ်စ်မိုးမီဖြားရည်ဆိုတာဟုတ်လား။ကျမမေးလိုက်တော့အကိုကပကံကိုချပြီးအလေးအနက်ပြောလာတယ်။ရှောင်းရဲ့ငါအမှန်တိုင်းပြောမယ်။ငါနဲ့အဖေအမေတို့ကပြန်လည်မွေးဖွားလာသူတွေအရှင်ဘဝတော့ငါတို့မိသားစုခရီးထွက်တုံးအဖေနဲ့မေဖြားနေလို့နေအပြင်ကိုဆေးထွက်ဝင်ရကနေပြန်မလာတော့ဒီဘဝမှာတော့ငါတို့မိသားစုအတူတူအသက်ရှင်ရမယ်။ကျမဘာမှမတုံ့ပြန်နိုင်ခင်မှာပဲအမေကဝင်ပြောတယ်။ဒီမိုးကရိုးရိုးမိုးမဟုတ်ဘူး။မိုးပြီးရဲ့သူတွေစိတ်ယူပေါက်ပြီးဖုတ်ကောင်နေဖြစ်ကုန်လိမ့်မယ်။ဒါက6 လလောက်ကြာမှပြီးရင်ရှားတီဦးတို့ကအရှမ်းပူလိုက်အရှမ်းအေးလိုက်ဖြစ်လာလိမ့်မယ်။အဲ့ဒီချိန်မှာပဲ TV ကနေအရေးပေါ်သတိပေးချက်တက်လာတယ်။မသိရသေးတဲ့ဘားရဲကြောင့်အရေးပေါ်ချင်းကြီးကြီးညာလိုက်ပြီးဘယ်သူမှအပြစ်မထွက်ရတဲ့။ဒါနဲ့ကျမလေးအိတ်ချင်စိတ်တွေပျောက်ပြီးမိသားစုနဲ့အတူအိမ်ကိုခန်းစစ်ပြင်ကြတယ်။အဖေနဲ့မေကခြံစည်းကိုစူးကြိုးတွေပြီးလျှက်စစ်ကားရနဲ့ကျမနဲ့အကူကတော့ CCTV တွေကိုတက်ဆင်ကြတယ်။ညဘက်မှာကျမအိတ်မပြောဘူး။အပြင်မှာမိုးတန်တွေကပိုကျင်လာပြီးဖုန်းထဲမှာလည်းလူတွေစိတ်ဖောက်ပြန်နေတဲ့ဗီဒီယိုတွေတက်လာလိုက်အဖြက်ခံရလိုက်နဲ့နောက်တနေ့မနေ့အိမ်ရတော့အမေရဲ့အုံတန်းကြောင့်အောက်ထက်ဆင်းလာခဲ့တယ်။မြေရောက်ခန်းလေးကိုမိုးရီတွေစိတ်ဝင်ပြီးရိတ်ခါတွေပျက်စီးတော့မယ့်အခြေအနေပဲပြန်လည်မွေးဖွားလာသူတွေဖြစ်ပေမဲ့မြေရောက်ခန်းဆူထိုင်းစာတက်လာတာတော့သူတို့မတွက်ချက်မိခဲ့ဘူး။အဲ့ဒီမှာကျမတင်ခဲ့တဲ့ဓာရုဗေဒပညာအသုံးဝင်လာပါတယ်။ထုံးကြောက်တွေကိုသုံးပြီးတော့ဆူထိုင်းစာဆုပ်ယူမဲ့အထုပ်တွေကိုလှုပ်လိုက်တော့မြေရောက်ခန်းကချက်ချင်းချောက်တွေ့သွားတယ်။အဖေကပညာတကယ်ကိုအားကိုးရတယ်လို့ချီးကျူးပြီးအကူကလည်းနေရှိနေလို့တော်သေးတာလို့ပြောတယ်။ထမင်းစပွဲမှာအမေကကျမကိုဟင်းတွေခတ်ကြွေးပင်ပန်းသွားပြီလို့ပြောနေတော့အကူကတော့ကွန်ပျူတာတစ်လုံးနဲ့အလုံးရှုပ်နေတယ်။ကိုကြီးကဘာပြက်နေတာတော့အလုံးလုံးနေအောင်လား။နေ့တတိကဗီဇပြောင်းသွားရင်နေ့ကိုကြည့်နေနိုင်မှာမဟုတ်ဘူး။ကျမနောက်လိုက်တော့အကူကငါတတိကဗီဇမပြောင်းခင်ကလေးကဗီဇပြောင်းနေတဲ့သူတဲ့ပိုကြောက်စရာကောင်းတာလို့ပြန်ပြောလို့ကျမတို့ရီမိကြသေးတယ်။အမေကဟင်းသီးဟင်းရွက်တွေစီအကူကိုအိမ်တော်ပြဖို့ကိစ္စတွေပြောနေတော့မှပဲခြံတကားကိုအတင်းလာထူတဲ့အတန်းကြောင့်အကူကငြိမ်နေဖို့အချက်ပြလိုက်တယ်။ကွန်ပျူတာ CCTV စခရင်ပေါ်မှာတော့ကျမတို့ရဲ့ဒေါ်ကြီးနဲ့ဝမ်းခွဲအကူဖြစ်သူဖူဖေးတို့ဟာလူမိုက်ပုံစံနဲ့တကားပြင်မှာရက်နေကြတာကိုမြင်လိုက်ရတယ်။ခြံတကားပြင်ဘက်ကနေထုံထုံနဲ့တကားထုတဲ့တွေကျေလောင်စွာထွက်ပေါ်လာတယ်။အဲ့ဒါကျမရဲ့ဒေါ်လေးရဲ့ယောက်ျားနဲ့ဝမ်းခွဲအကူတို့ပဲ။အဖေသူတို့အိမ်မှာမရှိကြဘူးထင်တယ်။မဖြစ်နိုင်တာရွာထဲမှာအပြင်ထွက်ခွင့်ပိတ်ထားတာလေ။ငါတို့စီမှာရိတ်ခါနေပြီ။မင်းဦးလေးတို့ကအရှင်ကလေးကရိတ်ခါတွေအများကြီးဝယ်စုထားတာငါသိတယ်သူတို့အိမ်မှာစားစရာတွေအများကြီးရှိမှာပဲအဖေမျက်နှာချက်ချင်းဆိုသလိုမဲမောင်သွားတယ်ဒီဦးလေးတို့မိသားစုဟာအရှင်ကအဖိုးချန်ထားခဲ့တဲ့အိမ်ဟောင်းကိုလူယူခဲ့လို့ကျမတို့နဲ့မပတ်သက်တာကြားပါပြီအခုဒုက္ခရောက်တော့မှကျမတို့အိမ်ကိုလာရှာနေကြတာပေါ့ကျမတို့ကတော့အိမ်မှာမရှိသလိုမျိုးဘာတမ်းမှမပေးဘဲနေခဲ့ပေမဲ့သူတို့ကလည်းမလျှော့ပဲတကားကိုပို့ပြီးပြင်းပြင်းထန်ထန်ထုနေကြတယ်အဲ့လိုစုညံတန်တွေကနောက်ဆုံးမှာတော့မဖိတ်ခေါ်ပဲရောက်လာတဲ့ဧည့်သည်တွေကိုဆွဲဆောင်လိုက်ပါတော့တယ်စောင့်ကြည့်ရေးကင်မရာထဲမှာတော့လှုပ်ရှားမှုနှေးကွေးပြီးတောက်တင်းနေတဲ့အရှိတ်တွေကကျမတို့အိမ်တကားစီကိုတရွေ့ရွေ့လာနေကြတာကိုတွေးလိုက်ရတယ်။အဲ့ဒီသားဖားနှစ်ယောက်ဟာဖုတ်ကောင်တွေကိုမြင်တာနဲ့ထီးကိုကင်ပြီးမိုးရင်းရှိတဲ့ကိုအပြင်းထန်ပြေးထွက်သွားကြတော့တယ်။ဒီတစ်ခေါက်အန်တရယ်ကနေလွတ်မြောက်သွားပြီမဲ့ပြဿနာအခုမှစတာဆိုတော့ကျမတို့သိပါတယ်။ကျမတို့ရွာတွေကိုဖုတ်ကောင်တွေစတင်ဝင်ရောက်လာပြီလေ။ကျမတို့မိသားစုချက်ချင်းပဲလှုပ်ရှားကြတယ်။ပထမဆုံးအိမ်ကဗရင်ပေါက်ကလကာတွေကိုအလုံးပိတ်လိုက်တယ်။ဒါမှ
ညဘက်အိမ်ထဲကအလင်းရောင်အပြင်ကိုမထွက်ပဲဖုတ်ကောင်တွေကိုမဆွဲဆောင်နိုင်တော့မှာပါပြီးတော့အပြင်ကလူတွေကလည်းအိမ်မှာမရှိတော့ဘူးလို့ထင်သွားအောင်ပေါ့ညဘက်မှာတော့အားလုံးကအိမ်ရဲ့အကျဉ်းဆုံးအိတ်ခမ်းထဲမှာစုအိတ်ကြပြီးလူခဲပြီးကင်းဆောက်ကြတယ်ပထမဆုံးညမှာကျမကညဦးပိုင်းဆောက်ပြီးအကူကညနှောင်းပိုင်းဆောက်တယ်အခန်းထဲမှာအလင်းရောင်အလွန်နေတဲ့ညမီးရင်တွေပဲဖွင့်ထားတယ်ကျမမှန်ပြောင်းတဲ့ကလက်ကကြအမေဖောက်ပေးထားတဲ့အပေါက်လေးကနေအပြင်ကိုအကဲခတ်နေမိတယ်မနေ့တနာရီမိနစ်20မှာတော့မိုးတဲ့တွေကြားရကနေဖုတ်ကောင်တွေရဲ့ဟိဟောက်တန်နဲ့လူတွေရဲ့အော်ဟစ်တန်တွေကိုစတင်ကြားလိုက်ရတယ်။ညကြီးမှန်ပြောင်းနေကြည့်လိုက်တော့တောင်ကုန်းပေါ်မှာဖုတ်ကောင်တွေကအုပ်စုလိုက်ကြီးဖြစ်လာပြီးကျမတို့အိမ်ရှိရာဘက်ကိုဥတီလာနေကြပြီ။ကိုကြီးထားတော့အဖေနဲ့မေလည်းထားကြပါအောင်။အကူကအိတ်တာစားတာနေတဲ့သူမို့ချက်ချင်းနိုးလာပြီးသူ့ဘေးကပေါက်ပြောင်ကောက်ကန်လိုက်တယ်။စိတ်မပူနဲ့သူတို့ကအတန်ထွက်တဲ့အရာတွေကိုပဲကြိုက်တာ။အဖေကလည်းအဲ့ဒီဟောက်တက်တာမဟုတ်ဘူး။ဘာမှမဖြစ်ဘူး။အကူကအဲ့လိုပြောပြီးကျမကိုသွားရိတ်ခိုင်းတာသူကင်းဆက်ဆောက်ပြီးတယ်။ကျမပြန်နိုးလာတော့မနေ့စာချက်တဲ့အနမ်းကြောင့်ဗိုက်ဆာဆာနဲ့နိုးလာတာပါ။ထမင်းဝိုင်းမှာမိသားစုဝင်တွေအားလုံးထမင်းစားနေကြပြီ။ကျမလည်းထမင်းနှစ်ပကံလောက်မရေရှက်ရေစားလိုက်တယ်။အားလုံးကလူမှုကွန်ရက်ပေါ်မှာသူတို့ကအဝေးတနေရာကိုခီးထွက်ရင်ပိတ်မိနေတယ်လို့မျိုးဟန်ဆောင်ပြီးစာရီတင်ထားကြတယ်။ဒါကတော့အိမ်မှာရိတ်ခါရီရှိနေတာလူမသိအောင်ဖုံးကွယ်ဖို့အဖေတို့ရဲ့အကြံပေါ့။အဲဒီနောက်ပိုင်းနေ့ရက်တွေကတော့စားလိုက်အိတ်လိုက်ကင်းစားလိုက်နေပဲအချိန်ကုန်ဆုံးသွားတယ်။မိုးကတော့2 လနီးပါးတစ်ချိန်လုံးရွာနေခဲ့တယ်။မိုးတိတ်တဲ့နေ့ကအလိုအမေအေးဆက်မဲ့နေ့ရက်တွေရဲ့အစပဲလေဒုတိယလမှာလျှက်စစ်မီးပြတ်သွားပြီမဲ့ကျမတို့မှာမီးစက်နဲ့ဆိုလာပြားရရှိလို့မစိုးရိမ်ရပါဘူးလျှက်စစ်ကိုခြေတာမှုအတွက်စောင့်ကြည့်ရေးစနစ်အတွက်ပဲသုံးကြတယ်ဒါပေမဲ့မီးပြတ်ပြီးတတိယမြောက်နေ့မှာဦးလေးတို့မိသားစုပြန်ရောက်လာကြတယ်သူတို့ကကားကိုခြံစည်းရိုးနားကပ်ပြီးကားခေါင်မှုပေါ်ကနေခြံထဲဝင်မှုစူးစမ်းနေကြတာအကူနဲ့ဖေကလက်နက်တွေကိုကင်ပြီးခြံထဲကိုပြေးထွက်သွားကြတယ်ခြံစည်းရိုးပေါ်မှာစူးကျူးတွေရှိနေလို့သူတို့အလွယ်တကူဝင်မရအောင်အကူကပေါက်ပြားနဲ့ခြံစည်းရိုးကိုရိုက်ပြီးချလိုက်တော့သူတို့ပြုတ်ကျသွားတယ်။ပြောကြရှိကောင်းပြောပါကိုကြီးဟာတို့တွေကဆွေမျိုးတွေလေ။ဦးလေးကပြောပေမဲ့အကူကအရှင်ဘဝတော့ငါတို့အပင်ပန်းခံပြီးပြန်လာတော့နင်တို့ကငါတို့အိမ်ကိုတိမ့်ပိုက်ပြီးငါ့ကိုဖုတ်ကောင်စားဖြစ်အောင်လုပ်ခဲ့တယ်လေလို့ဒေါသတကြီးပြောလိုက်တယ်။ဦးလေးကတော့ဘာတွေပြောနေမှန်းနားမလည်ပဲကြောင်အန်းဖြစ်နေပြီမဲ့အဖေကစကားများမနေနဲ့သွားကြတော့လို့ချင်းချောက်လိုက်တယ်။ဒါပေမဲ့ဝဲခွဲအကူကလက်မလျှော့ပဲခြံထဲကိုပြန်ဝင်မှုကြိုးစားပြန်တယ်။အဲ့ဒီအချိန်မှာကျမစောင့်ကြည့်ရေးစကရင်တွေကနေကားပိတ်အောက်ကရှင်များကိုမြင်လိုက်ရတယ်။မိုးရီအဆက်မပြတ်ရွာထားလို့ရေကြီးတွေကပွားနေပြီလေ။ကျမချက်ချင်းပဲအမေကိုအော်ပြောလိုက်တယ်။မမေမြေရောက်ခန်းကရွှေပိုက်ကောင်ကိုဖွင့်လိုက်တော့အမေဖွင့်လိုက်တာနဲ့ရေရီကဝုန်းကနေထွက်လာပြီးကားပိတ်အောက်ကမြေကြီးတွေကိုတိုက်စားသွားတာကြောင့်ကားကြီးကတိမ်းဆောင်ပြီးလူနဲ့နစ်သွားပါတော့တယ်။သူတို့အားလုံးလူနဲ့မှဒုက္ခရောက်နေတော့အော်ဟစ်တန်တွေကြောင့်ဟုတ်ကောင်တွေရောက်လာတာနဲ့သူတို့ကားကိုအတင်းနှိုးပြီးမိုးရီရီမှာပြေးထွက်သွားကြတော့တယ်။ကျမတို့တပြင်းချနိုင်အောင်ရှိသေးတယ်။အကူကမိုးတိတ်သွားပြီလို့ပြောလိုက်တယ်။အိမ်ထဲမှာချက်ချင်းတိတ်ဆိတ်သွားပြီးနောက်ထပ်လာမယ့်အန်တီရဲ့အတွက်ပြင်ဆင်ကြရတော့မယ်။အဲ့ဒါကတော့အလိုအေးစက်တဲ့ရှားသည့်ဥတုပါပဲ။နောက်တနေ့မနက်မှာ3 လကြာရွာခဲ့တဲ့မိုးကတကယ်ပဲတိတ်သွားပါတယ်။ဒါပေမဲ့ကောင်းကင်မှာနေမထွက်ပဲထူးဆန်းတဲ့အလင်းတန်းတွေပဲရှိနေတယ်။ရုတ်တရက်ဆိုသလိုလက်သီးဆောင်လောက်ရှိတဲ့မိုးသီးတွေဝုံဝုံထိုင်ထိုင်နဲ့ကျွေကျလာတော့တယ်။ကျမအကူကိုချက်ချင်းနှိုးလိုက်တယ်။ကိုကြီးအပြင်မှာမိုးသီးတွေကျွေနေပြီ။အကူကအပြင်ကိုတစ်ချက်ကြည့်ပြီးမျက်နှာပြတ်သွားတယ်။ဒါကအေးလိုက်လာတော့မယ်ရွှေပြင်းနှမိတ်ပဲ။အဖေနဲ့မိကတော့အမိုးကိုခံအောင်တွားပြစ်နေကြပြီ။အခန်းပြောင်းရမယ်။အိတ်ခန်းကြီးကအရန်ကျက်လို့အပူတက်မရနိုင်ဘူး။အခန်းသေးတဲ့ကိုပြောင်းမရမယ်။ဒီညအပူချိန်ကအနှုတ်80ဒီဂရီကနေ100ဒီဂရီအထိကျဆင်းသွားလိမ့်မယ်တဲ့အနှုတ်80ကနေ100ဒီဂရီအထိလားကျမတွေးကြည့်ရင်လည်းအုံနောက်တစ်ခုလုံးဖလားဖြစ်သွားပါတယ်အပြင်မှာလက်သီးဆုံးလောက်ရှိတဲ့မိုးသီးတွေကျွေနေတော့အဖေနဲ့မိကဆန်တကားကိုစောင့်ကြည့်ဖို့သွားကြပြီးကျမနဲ့အကူကတော့ရေရီကျိုတင်စူဆောင်းမှုပြင်ချပါတယ်တကယ်လို့အေးလိုက်ရတညရဲနဲ့အနှုတ်80ဒီဂရီအထိကျဆင်းသွားမယ်ဆိုရင်ရေပိုက်တွေအားလုံးဟာတန်တုံးတွေလိုခဲသွားမှာပါစတူခန်းထဲမှာရေစီကြီးနှလုံးရှိသေးတယ်အိမ်ထဲကိုတင်လာကြမလားကြော့ဘေးမှာဆိုရင်ခဲတာနည်းနည်းလေးမဲ့ထင်တယ်လို့ကျမအကြံပေးမိပါတယ်ဒါပေမဲ့အကူကခေါင်းခါလိုက်ပြီးနောက်ပိုင်းမှာရှာတီဦးတို့ကအရန်ပြောင်းလဲလိမ့်မယ်နေ့ဘက်မှာအပူချိန်က60ဒါမှမဟုတ်90ဒီဂရီအထိရှိနိုင်ပြီညဘက်ရောက်တာနဲ့အနှုတ်80ကနေ100အထိကျဆင်းသွားမှာရေခဲသွားမှာမစိုးရိမ်ပါနဲ့ရှာတီဦးတို့ကကဘာကြီးကိုပြန်လဲထိန်းညှိနေတာကျမတို့အားလုံးတိတ်ဆိတ်သွားကြပါတယ်ဒါဖုတ်ကောင်နေလိုမျိုးပုံနေလိုရှာတဲ့ရန်သူမဟုတ်တော့ဘူးတဘာဝတရားကြီးရဲ့ရှေ့မှာလူသားဆိုတာပရွေးစိတ်ထက်တောင်တင်းကျယ်လွန်လာပါတယ်ကျမတို့အစီအစဉ်တိုင်းခွဲပြီးလှုပ်ရှားကြပါတယ်မြေရောက်ခဲမှာအေးတာကြောင့်နေ့ဘက်မှာတော့အဲ့ဒီမှာပဲနေဖို့ဆုံးဖြတ်လိုက်တယ်မြေရောက်ခဲထဲမှာတောက်ရည်တန်တွေအသစ်စားရိတ်ခါတွေနဲ့အပူလျှော့ဖို့အတွက်ရေးဖြစ်ထားတဲ့ရေစီကြီးတွေရှိပါတယ်ညဘက်မှာတော့အိန္ဒိယအိတ်ခမ်းကြီးထဲမှာအိမ်ထဲမှာရှိသမျှစောင်းတွေအင်ကြီးအထူတွေကိုခင်းကျင်းထားလိုက်တယ်အမေကပလတ်စတစ်ဆောက်တွေနဲ့စာဟောင်းတွေကိုသုံးပြီးအပူတက်အပြင်မထွက်အောင်ပရင်းပေါက်တဲ့တကားချားတွေကိုအသေးပိတ်လိုက်ပါတယ်ဘလို့အခြေအနေမျိုးမှမဆိုတည်ငြိမ်လာတဲ့ကျမအကူတော့မျက်ရည်ဝဲပြီးအတန်တွေတုံရင်နေခဲ့ပြီအရှင်ဘဝတော်က
သူဘလောက်တောင်စိတ်ပြက်အားငယ်စရာတွေကောင်းတဲ့အဆုံးသက်မျိုးကိုကြုံတွေ့ခဲ့ရတယ်လေဆိုတာကျမမတွေးရတော့ပါဘူးအချိန်သိပ်မရှိတော့တာမို့နောက်ဆုံးပြင်ဆင်မှုတွေကိုကျမတို့အပြင်းထန်လှုပ်ဆောင်ကြပါတယ်ကျမတို့စီမှာမီးဖို့လည်းရှိတယ်ကြောင်မီးသွေး10 တန်လည်းရှိတယ်ဒါပေမဲ့အနှုတ်100 ဒီဂရီဆိုတဲ့အေးအေးတောင်ဘယ်သူမှရှုံကြည်ချက်အပြည့်အဝမရှိကြပါဘူးကျမစိတ်တက်နေနေကြလာမိတယ်အမြဲတမ်းအဖေနဲ့မေအကိုတို့ကပဲကျမကိုကာကွယ်ပေးခဲ့တာလေကျမလည်းမိသားစုအတွက်တစ်ခုခုလုပ်ပေးချင်မိတယ်အဲ့ဒီအချိန်မှာပဲကျမအုံနောက်တဲ့အကြံတစ်ခုရလာပါတယ်ရိတ်ကာတွေကြားရကနေအရှိပေါ်အပူထိန်းဆောင်တွေကိုထုတ်လိုက်တယ်အဲ့ဒီတောက်ပြောင်နေတဲ့ဆောင်တွေကအပူတက်ကိုပြန်ကန်ပြီးဖို့အကောင်းဆုံးပစ္စည်းတွေပဲပေါ့ကျမအဲ့ဒီဆောင်တွေကိုအိတ်ခမ်းနေရံတွေမှာကတ်လိုက်တယ်အပူတက်ပြီးတဲ့ပစ္စည်းတွေကထွက်လာတဲ့အပူချိန်တွေကနေရံကတဆင့်အခန်းထဲကိုပဲပြန်ကန်လာတာကြောင့်အခန်းပူချိန်ကိုအသင့်တင့်ထိန်းထားနိုင်ခဲ့ပါတယ်အဖေနဲ့မေကကျမကိုပညာတတ်တာတကယ်အသုံးဝင်နေဆိုပြီးချီးကျူးကြပါတယ်ဒါပေမဲ့အခန်းကိုအလုံးပိတ်ထားလို့လေကမတန့်ရှင်းတော့ပဲမူးဝေလာတဲ့အတွက်ကျမတို့ကင်းလှည့်ပြီးပရင်းပေါက်ကိုခဏလေးဖွင့်ကလေလဲလေတဲ့အလုပ်ကိုလည်းလုပ်ကြရပါတယ်။ညဘက်အေးအေးတန်ပြီးသွားတာနဲ့နေ့ဘက်အပူတန်ချက်ချင်းရောက်လာပါတယ်။ကျမတို့မိသားစုချက်ချင်းပဲမြေရောက်ခံနဲ့ပြောင်းရွှေ့ကြပြီးအင်ဂျီအထူတွေကိုချုပ်ကအရှိပေါ်အေးအေးပိတ်အိတ်တွေကိုသုံးပြီးရေစီရီကရေတွေကိုအေးအောင်လုပ်ကြရပါတယ်။အဖေအမေရေမြမြတောက်ကြနော်မတောက်ချင်လည်းအတင်းတောက်အောင်မေအပူချိန်တက်နေချိန်မှာရေတဲ့ခန်းချလို့မဖြစ်ဘူးလို့ကျမကကိုယ်တိုင်ရေကိုခွက်လိုက်တော့ရင်တတိပေးရပါတယ်။အေးလိုက်တဲ့အပူလိုက်ကတနေ့တည်းမှာအလဲစားရောက်လာတာကြောင့်ကျမတို့ကစိတ်သက်ခိုင်မာမှုတစ်ခုတည်းနဲ့အသက်ဆက်နေကြရတာပါ။ညဘက်လီလဲလေတဲ့အခါမှာလည်းအပြင်ကအေးဆက်လာတဲ့လေတွေကြောင့်ဖျားမှာဆိုလို့စီးရီကိုလည်းကြိုတောက်ထားရပါတယ်။ဘယ်သူမှမလဲကြစေနဲ့မိသားစုတွေတောက်ခံရမယ်ဆိုတဲ့စိတ်တစ်ခုပဲလူတိုင်းမှာရှိကြပါတယ်။ဘယ်လောက်ကြာသွားလဲမသိတော့ပါဘူး။10 ရက်လားတစ်လလားနောက်ဆုံးတော့အမေမတောက်ခံနိုင်တော့ပဲဖျားပါတော့တယ်။ရှောင်းရက်အမေခုမှသိတော့တယ်။တက္ကသိုလ်တက်တာတကယ်အသုံးဝင်တာပဲ။ကြီးတာမရှိငါတို့မိသားစုဘလို့မှအသက်ရှင်မှာမဟုတ်ဘူး။နောက်ကြရင်မာစတာတက်ရင်လည်းညီဝတနာပါတဲ့ဘာသာရက်ကိုပဲရွေးပါအောင်လို့အမေကတုံတုံရင်နဲ့ပြောလာပါတယ်။တစ်သက်လုံးရွာမှာပဲနေခဲ့တဲ့အမေဟာကျမကြောင်းတက်တုံးကဆိုထမင်းကောင်းကောင်းစားရလာလို့ပဲအမြဲမေးတတ်တာပါ။အမေကအခုကိုကြည့်ပြီးမငိုပါနဲ့ငါတိုက်ထဲမှာနေကြိုက်တဲ့အချင်းထုတ်လေးတွေထည့်ထားပေးတယ်။နောက်ဆိုရင်လည်းအလုပ်တွေပဲလုပ်မနေနဲ့ထမင်းမမှန်စားအောင်လို့ပြောပြီးတာနဲ့အဖေကိုတစ်ချက်ကြည့်ကတတိလစ်သွားပါတော့တယ်။ကျမမျက်ရည်တွေဝိုင်းလာပြီးတကဘာလုံးပြိုကျသွားတယ်လို့ခံစားလိုက်ရပါတယ်။ဒါပေမဲ့တလကြာမှာတော့ရာသီဥတုကပုံမှန်ဆောင်းတွင်းလိုပြန်ဖြစ်သွားခဲ့ပါတယ်။ရွာအဝင်ဝမှာဦးလေးတို့ရဲ့ကားပစ်ကြီးကိုတွေ့ရပေမဲ့လူတော့မတွေ့ရတော့ပါဘူး။တနေ့ကြာမှာတော့ကဘာကြီးကပြန်လဲရှင်တန်လာခဲ့ပါပြီ။လေကွင်းတွေမှာစိမ့်လဲဆူပြေလာပြီးရွာထဲမှာလည်းလူတန်းတွေပြန်ကြားလာရတယ်။ကံကောင်းတာကအဲ့ဒီတော့ဖျားခဲ့တဲ့အမေကပြန်လည်သက်သာလာခဲ့ပါတယ်။အခုဆိုရင်အမေကလူသစ်နေရာချထားရေးစခန်းမှာတကယ်ချင်းတွေနဲ့စကားတွေပြောရင်ငါသမီးကအခုမာစတာတက်နေပြီ။သူဝါသနာပါတဲ့ဘာသာရက်ကိုပဲသူတင်တာ။လူဘဝမှာကိုဝါသနာပါတာကိုလုံးရတာအရေးကြီးဆုံးပဲလို့ဂုံယူဝင့်ကြွားစွာပြောနေပါတော့တယ်။ကျမပြုံးပြီးရှောက်သွားတော့အမေကကျမကိုလမ်းခေါ်ပါတယ်။လမ်းမှာကျမတို့ကြိုဖို့လာနေတဲ့အဖေနဲ့အကိုကိုတွေ့လိုက်ရတဲ့အခါလေဝင်စည်းစာအလှအောက်မှာကျမတို့မိသားစုဝင်တွေအချင်းချင်းကြည့်ပြီးပြုံးလိုက်မိပါတော့တယ်။